Hi Fox နော်ဒီနေ့တစ်ခုပြချင်တာလေးကကြတော့ရိုးရှင်းလွယ်ကူလေးနဲ့အုံစားသွားပြီမယ်အဲ့ party trick လေးတစ်ခုပေါ့လောက်ဖို့ကဘာလို့လုံးဆိုကြတော့ဒီလိုမျိုးကတ်ထု၄အောင်ကတ်ထုလေးတစ်ခုပေါ့အဲ့ဒါလိုမယ်စော့ပန်လိုမယ်အဲ့လောက်ပါပဲပြီးတော့ဘာလို့ထောင်တစ်ဖက်မှာညာပုံထူဆွဲထားတယ်ပြီးကြတော့နောက်တစ်ဖက်မှာလည်းညာပုံထူဆွဲထားတယ်သူ့ trick ကဘာလို့ဆိုတရားပဲပါဘာမှတော့မပါဒီမှာအခုဆိုရင်ဒါအပြားအပေါ်ထောင်းနေပေါ့အပြားများအပေါ်ပြထားတယ်ဟိုကလင်းရင်လည်းအနီများအပေါ်ဒီဘက်လည်းအပေါ်โอเคအဲ့တော့မှဒီဘက်လည်းပြန်ထည့်လိုက်မယ်နော်အနီများအောက်ကိုရောက်တာအပြားများအပေါ်အနီများအောက်ကိုโอเคရှင်းရှင်းလေးနေပါသူ့ရဲ့ trick ကဘာလို့ဆိုတော့ကြတော့တကယ် flip လိုက်တဲ့ဟာ horizontal vertical flip တာမဟုတ်ဘဲနဲ့ diagonal flip တာမလို့အဲ့ဆိုဒီဘက် diagonal flip ရင်ကြတော့90 degree ဆောင်းသွားတယ်ဟိုဒီဘက် diagonal flip ရင်ကြတော့ဒီဘက်တစ်ချမ်းကို90 degree ဆောင်းသွားတယ်ဒီဘက် diagonal flip ရင်ကြတော့ဒီဘက်တစ်ချမ်းကို90 degree ဆောင်းသွားတယ်အဲ့တော့ကြတော့ဒီဘက်တစ်ချမ်းကိုလုပ်တဲ့အခါမှာကြတော့ညာအောက်ကိုရောက်အောက်ဘက်ကိုရောက်လာတကယ်ဆွဲထားကြတော့တစ်ခုကအပေါ်ဆိုရင်တစ်ခုကအဲ့လိုဘယ်ဖြစ်ဖြစ်ညာဖြစ်ဖြစ်တစ်ဖက်ကိုဆွဲထားပေါ့အဲ့တော့ကြတော့ flip တဲ့အခါကျရင်flip တဲ့ diagonal နဲ့မူတည်ပြီးတော့များဒီဘက်က view ဆွဲထားများအပေါ်ရောက်သွားတာအောက်ရောက်သွားတယ် flip လေးရတော့အဲ့ဒါလေးပဲလွယ်ကူလေးနဲ့ရုပ်တက်တိုင်းကြည့်လိုက်မယ်ဆိုတော့ဘယ်လိုဖြစ်သွားတော့ပေါ့ You like that ဟုတ်ပါပြီတရားလေးပြချင်တော့ပါ Thanks for watching see you later alligator